ပြီးခဲ့တဲ့ပတ်တုန်းကပိတ်ရရတော့ပြင်းနေရနဲ့ကျွန်တော်နေတဲ့နေရာနာမှာရှိရဲ့ရက်ွက်ဈေးလေးတစ်ခုကိုရှောက်ကြည့်ဖြစ်ခဲ့ပါတယ်အဲအကြောင်းကိုပြပေးမှာပါမင်္ဂလာပါ Daily Life ကိုကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်။အနေအားလေးကတော့ကြေရဈေးပွဲတော်ဖြစ်ပါတယ်။ဈေးပွဲတော်ကိုတော့6လပိုင်း8ရက်ရက်နေစပြီးတော့6လပိုင်း16ရက်နေ့ထိကျင်းပခဲ့ပါတယ်။ဈေးပွဲတော်ရဲ့ထူးခြားချက်ကတော့အလဲမှာဘောလုံးကွင်းတစ်ခုရှိနေရပါလေလဲတော်တော်တိုက်ပြီးတော့မြက်ခင်းလေးရာစိမ့်ဆူနေမုတ်ဆိုင်ထိုင်ကြည့်ရတာတော်တော်ကောင်းပါတယ်။ State စင်လည်းရှိပြီးတော့အဆိုတော်ရတဲ့လာရောက်ဖျော်ဖြေလို့တော့သိရပါတယ်။ကျွန်တော်ကတော့မတွေ့လိုက်ရပါဘူးเนาะ။ပွဲသေးထဲမှာတော့ထုံးစံအတိုင်းဝိတ်ထဲဆိုင်နေအစားတောက်တန်းအနေနဲ့တော်တော်လေးလက်ဆောင်တို့လူတွေလည်းတော်တော်များတာကိုတော့တွေ့ရပါတယ်။ကလေးစော့ဖို့ကစားကွင်းလေးလည်းရှိသလိုစိတ်ပိုင်9000များတော့ရပါသေးတယ်စကူပါနဲ့ပြောတာပါ။ဆိုတော့တော်တော်လည်းပျော်ဖို့ကောင်းသလိုမြန်မာလူမျိုးတော်တော်များများကိုလည်းလာရောက်လက်ပတ်တာကိုတွေ့ရပါတယ်။နေရာကတော့စမှုပကံခရိုင်ကြေရဈေးနားလေးမှာပါပဲစိတ်ဝင်စားလို့လာတဲ့ချင်းနဲ့ဆိုရင်တော့နောက်နှစ်ထပ်ချင်းပါရင်လာခဲ့ကြပါတော့။ဒါဆိုရင်အားလုံးပဲနောက်မှတွေ့